မြန်မြန်လုံးမေးတာရတင်းတိုက်လေကားဒီအကြီးပြောနေပြီလို့ဖိုးလန်ကစိုးရင်တကြီးအော်ပြောရင်မေးတာရကိုတွန်းပို့ပါ၏မေးတာရဟာကောင်းကင်ရံကိုမော်ကြည့်လိုက်ပါ၏အပေါ်မှာသူ့ရဲ့မိဘတွေနဲ့သူငယ်ချင်းတွေကလက်ဝဲရမ်းပြီးခေါ်နေကြတယ်တစ်ဖက်မှာလည်းမြေခွေးလေးဖိုးလန်နဲ့အဖိုးအိုလေးပါတို့ရှိနေပါတယ်မေးတာရဟာတင်းတိုက်လေကားရဲ့ပထမဆုံးအထက်ကိုခြေလန်းလှမ်းလိုက်ပါတယ်ဒါပေမဲ့သူလှဲကြည့်လိုက်တဲ့အခါဖိုးလန်ရဲ့မျက်လုံးထဲမှာဝါနယ်ရိတ်တွေကိုမြင်လိုက်ရတယ်မိသားရမရှိတော့တာနဲ့အနည်းနဲ့အမြန်တောအုပ်ထဲကိုပြန်ရောက်လာမယ်အရိတ်မဲ့တွေရှိနိုင်သေးတာကိုလည်းတွေးမိလိုက်တယ်မိသားရတွေးလိုက်ပါပြီသူကောင်းကင်ကိုပြန်သွားရင်အလင်းပြန်ရနိုင်ပြီမယ်နှလုံးသားကတော့ဟာလာဟင်းလင်းဖြစ်ကြံခဲ့မှာပါမိသားရဟာလေကားပေါ်ကနေပြန်ဆင်းလာသည်သူ့ရဲ့တောက်ပနေရဲ့မော်တုတ်တန်ကိုအပိုင်းနှစ်ပိုင်းချိုးလိုက်ပါတယ်မော်တုတ်တန်နဲ့ထိတ်ပိုင်းကကောင်းကင်ပေါ်ကိုပြန်တက်သွားပြီကောင်းကင်မြို့တော်ကြီးကိုထာဝရလင်းထင်စေမဲ့မီးရှိုးတိုင်အဖြစ်ပြောင်းလဲသွားပါတယ်။ကြံရှိတဲ့အောက်ခြေပိုင်းကတော့မြေပြင်ပေါ်ကအမောင်ထူးကိုမောင်းထုံမဲ့ကျဲလီဖြစ်သွားပါတော့တယ်။မေတာယာမင်းပြန်မသွားတော့မလား။ဖူးလန်ကအံ့ဟောတကြီးမေးပါတယ်။မေတာယာကပြုံးပြီးငါရဲ့အတန်ကအကျဉ်းတရားနဲ့အတူရှိတာလို့အဖိုးကြိုခဲ့တယ်လေ။အခုငါအတန်ကိုလိုအပ်နေလေဒီတော့အုပ်လေးမှာငါရှိနေရမယ်။ကောင်းကင်ကငါအတန်ကိုကြားနိုင်ပါတယ်။ငါတို့အတူတူဒီချင်းဆိုကြရင်ပေါ့လို့ပြောရင်မြေပြင်မှာအပီးတိုင်နေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီညကစပြီးမိတာယာဟွာကဘာမြေရဲ့ပထမဆုံးသောကျဲဆောင်နှစ်သမီးဖြစ်လာခဲ့ပါတယ်။မိတာယာဒီချင်းဆိုလိုက်တိုင်းမြေပြင်ကပန်းပွင့်လေးတွေကအလင်းရောင်နဲ့ဖူးပွင့်လာကြသလိုကောင်းကင်ကကျဲကလေးတွေကလည်းမိတာယာရဲ့ဒီတန်ကိုတုံးပြန်တဲ့အနေနဲ့ပိုပြီးတောက်ပါလာကြပါလေမိတာယာဟာသူ့ရဲ့အတန်အစစ်မှန်ကိုရှားတွေ့သွားပါပြီအဲ့ဒါကတော့တခြားသူတွေရဲ့ဘဝကိုလင်းထင်စေခြင်းနဲ့မေတ္တာတရားပဲဖြစ်ပါတော့တယ်နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ကလေးငယ်တွေဟာညဘက်ကောင်းကင်ကိုကြည့်ရင်ပုံပြင်တစ်ပုတ်ကိုပြောလေရှိကြပါတယ်။ဟိုးအပေါ်ကကျဲလေးတွေဘာလို့မိတ်တုံဖြစ်နေတာလဲသိလား။အဲ့ဒါအောက်ကမေတာယာနဲ့ဖိုးလန်ကိုတချင်းဆိုတာကိုသူတို့ကလင်းလက်ပြီးအဖေးပြန်ပေးနေကြတာလေ။